င်္ဂလာပါရှင်လိုက်စာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့ဗမော်နဲ့အင်းတော်မှာတိုက်ပွဲပြင်းထန်နေပါတယ်ပြည်သူစစ်တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာကချင်ပြည်နယ်နေရာအနှံ့မှာစစ်ရေးလှုပ်ရှားတာတွေလှုပ်ဆောင်နေပါတယ်ဒီတင်တွေကိုကျွန်မရှင်းမုံကနေတင်ဆက်ပေးသွားပါမယ်KIA ပူးပေါင်းတပ်တွေဟာဗမော်မှာရှိတဲ့စခခ21တပ်စခန်းကိုဖေဖော်ဝါရီလ2ရက်နေ့ကနေထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကစစ်တုံးမှန်တချို့ကိုလည်းဖမ်းဆီးရမိထားတယ်လို့ရှေ့တန်းတင်ပေးပို့ချက်တွေအရသိရပါတယ်။အမြောက်တပ်366တပ်ကိုဖေဖော်ဝါရီလ2ရက်နေ့ညနေ4:00ခွဲဝန်းကျင်မှာအပြည့်စီတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ဖေဖော်ဝါရီလ3ရက်နေ့မှာကန်တော်စာတင်ကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုလည်းအပြည့်စီတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့ဗမော်အမြောက်တပ်9006တပ်စခန်းကိုဇန်နဝါရီလ25ရက်နေ့ည3:00ခွဲအချိန်မှာအပြည့်စီသိမ်းယူနိုင်ခဲ့တာပါ။ဇန်နဝါရီလ26ရက်နေ့မှာတော့စစ်ကောင်စီရဲ့လေတပ်စခန်းကိုသိမ်းပိုက်ခဲ့ပါတယ်။တိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီကလက်နက်ကြီး Y12 Jet Fighter ဒရုန်းတွေနဲ့အဆက်မပြတ်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။အခုချိန်မှာ KIA ပူးပေါင်းတပ်တွေကစခခ21အပါဗမော်မြို့ကိုအပြည့်စီသိမ်းပိုက်နိုင်ရေးစ조사တိုက်ထုတ်နေတယ်လို့ရှေ့တန်းတင်ပေးပို့ချက်တွေအရသိရပါတယ်။စကိုင်းနဲ့ကချင်ပြည်နယ်အဆက်ကအင်းတော်မြို့မှာလဲဇန်နဝါရီလ29ရက်နေ့ကစပြီး KIA PTF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကအင်းတော်မြို့နယ်တချို့မှာလေရင်ဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်နေတယ်လို့ရှေ့တန်းတင်ရင်းမြစ်တွေစီကနေသိရပါတယ်။အင်းတော်မြို့နယ်မှာနေမြေအများပိုင်းကို KIA PTF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ဒေသခံကာကွယ်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့အင်းတော်မြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ရေးဆက်လက်စ조사နေတယ်လို့သိရပါတယ်။ KIO အစိုးရကျမရေးဌာနကဦးစီးပြီးဟူကောင်းမြို့နယ်ကစံလွန်ရွှေမော်လပူခရွှေမော်နဲ့ဝိုင်လော်ရွှေမော်တွေမှာအသက်ပြည့်လူငယ်လူရွယ်တွေကို HIV ကူးစက်ရောဂါအကြောင်းပညာပေးခြင်းတွေပြုလုပ်ခဲ့ပြီးတော့ကွန်တုံးတွေကိုမျှဝေပေးခဲ့တယ်လို့သိရပါတယ်။ကွန်တုံးပစ္စည်းတွေကိုလူမျိုးပေါင်းစုံရှိတဲ့ရွှေမော်နေရာတွေကရွှေလုပ်သားတွေကိုအတိအကပေးဝေခဲ့တာဖြစ်ပြီးကာကွယ်ခြင်းကကုသခြင်းထက်ကောင်းတယ်ဆိုတဲ့အတိုင်း HIV AIDS ရောဂါမကူးစက်မပြန့်ပွားရေးပညာပေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့၎င်းအစီအစဉ်မှာပါဝင်ထားတဲ့ဆရာဝန်ဝါလာဆော်ရင်စီကနေသိရပါတယ်။ဒီအစီအစဉ်ကိုဟူကောင်းကျန်းမာရေးဌာနဝန်ထမ်းတွေနဲ့တပ်ဆိုင်ရာလူကြီးတွေကဦးစီးဦးဆောင်ပြုလုပ်ခဲ့တာပါ။ HIV AIDS ရောဂါရှိသူတွေအတွက်လည်းဆေးဝါးတွေရရှိနိုင်အောင်စ조사လှုပ်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။နမတီမိုးကောင်းမိုးညင်းနဲ့ကချင်ပြည်နယ်နေရာအနှံ့မှာ SNA ပြည်သူစစ်အဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကစီးရဲလှုပ်ရှားသွားလာနေပြီးအတင်းအဓမ္မတပ်သားသစ်စုဆောင်တာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။တအိမ်တယောက်စစ်မှုမထမ်းမနေရဆိုတဲ့ကောင်းစဉ်နဲ့နေအိမ်တွေအထဲထိဝင်ရောက်ဖမ်းဆီးတာတွေပါလှုပ်ဆောင်နေတယ်လို့မိုးကောင်းဒေသခံတဦးထံကနေသိရပါတယ်။စစ်ကောင်စီကကချင်ပြည်နယ်ကိုအင်တာနက်ဖုန်းလိုင်းဖြတ်တောက်ထားပြီးတော့ဒေသခံတွေဟာသတင်းအချက်အလက်မျှဝေဖို့အခက်ကြုံနေရတာကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့တွေဟာစိတ်ထင်တိုင်းလုပ်နေကြတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မြစ်ကျင်းသားလမုံစွတ်ဖက်မှာလဲစစ်ကောင်စီဟာအင်အားတိုးချဲ့ကစစ်ရေးလှုပ်ရှားတာတွေလှုပ်ဆောင်နေပြီးပြည်သူနေအိမ်တွေအထဲထိဝင်ရောက်နေထိုင်ကြပြီးပေါ်တာဆွဲတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ပူတာအိုဖက်မှာလဲစစ်အင်အားတိုးချဲ့တာတွေအဆက်မပြတ်လှုပ်ဆောင်နေတာကြောင့်စိုးရိမ်နေကြရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ဒီနေ့တင်ဆက်ချင်းပြီးဆုံးသွားပါပြီ။လိုက်စာ TV ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။